အခုဆောင်းမဲကလာကြီးရနီးလာပြီဆိုတော့စာရေးတက်နေကြပြီလားဒါမှမဟုတ်စာကြက်ရတာပြင်းနေပြီလားစာရေးတော့တက်နေတာပဲဒါပေမဲ့ဆောင်းမဲကလေးရောက်ရင်ခေါင်းထဲကစာရေးပုံဖွက်ဆိုပြီးပျောက်သွားတာမျိုးခဏကြုံဘူးလားအမှန်တိုင်းပြောရရင်ကျွန်တော်တို့အချိန်တွေအများကြီးကုန်ခံပြီးစာကြက်နေတာဟာ80ရာခိုင်နှုန်းတောင်အလကားဖြစ်နေတာဗျအေဇန်ဒီမှာညာအေးပြပြီးအတင်းဖိချက်တယ်မနဲ့ကြတော့ဘာမှမှတ်မိတော့ဘူးဒါဟာခွက်ထဲကိုရေလောင်းထည့်နေပြီမဲ့ခွက်ကပေါက်နေတယ်လို့ဖြစ်နေတာပါဘယ်လောက်ပဲလောင်းရေကတစ်စက်မှကြံမမှုပါဘူးဒီနေ့ဗီဒီယိုမှာကျွန်တော်ကခင်ဗျားတို့ရဲ့ study process တစ်ခုလုံးကို level up ဖြစ်သွားစေမဲ့တကယ်ထိရောက်တဲ့နည်းလမ်းတွေကိုပြောပြပေးသွားမှာပါဒါကိုသိသွားရင်ခင်ဗျားတို့စာကြက်ရတာပိုလည်သွားမယ်အချိန်ကုန်သက်သာမယ်အဓိကကတော့ stress တွေရော့သွားပြီးမြင်နဲ့မှန်စာရစေမဲ့ tip and trick တွေကိုပြပြပေးမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးကဲပထမဆုံးကျွန်တော်တို့အမြဲမှနေကြတဲ့အမကြီး၃ခုအကြောင်းအရင်ပြောရအောင်ပထမအမက highlight တက်တာနဲ့ထက်ကတလေးလေးဖတ်တာပါစာအုပ်ကြီးကိုရောင်စုံချင်နေတာမြင်ရရင်တော့ကြည်နဲ့စာကြီးဖြစ်ပြီမဲ့ထိရောက်တဲ့နည်းလမ်းတော့မဟုတ်ဘူးဗျ research တွေအရာဒီလို highlight တက်လိုက်ထက်ကတလေးလေးမှတ်လိုက်ဖတ်နေတာဟာ retention rate မှတ်မိနိုင်စွမ်းကို10ရာခိုင်နှုန်းမရှိရဲ့ဗျခင်ဗျားကဖတ်ဖူးနေတော့မှတ်မိကြလို့ထင်နေတာတကယ်တော့အဲ့ဒါက family ရင်းနှီးမှုပဲရှိနေတာတကယ်နားလဲတာစာအုပ်ကအပိုင်ရနေတာမဟုတ်ဘူးလို့ရှင်တကားတဲ့ကိုအချင်းချင်းကြည့်ုံနဲ့ data ဖြစ်မလာသလိုမျိုးပေါ့ဒါကြောင့်အမှတ်ရတဲ့စာကိုစိတ်ထဲမှာပြန်လေးပါအကောင်းဆုံးကတော့အလွတ်ချရတာပါဒါမှစောင်းမခဲ့တဲ့မှာနောက်နောက်ပြန်ပဲဖြစ်ပါတယ်ဒုတိယအမှားက cramming လို့ခေါ်တဲ့စောင်းမွေးနီးမှာအတင်းဖိချက်တာပါ1ဆက်ကြောင့်1နဲ့တီးထုံနေပြီး coffee ရဲ့လူညွန့်တောက်ပညာလုံးမိတ်ပဲစာတွေကိုခေါင်းထဲတင်းထိုးရတာပါအဲ့ဒါကအဝေစားတွေပေးရှန်နေတဲ့ခီးဆောင်အိတ်ကိုအတင်းဖိပိတ်နေတယ်လို့ပါပဲခဏတော့ရမယ်တောင်းမဲ့စောင်းမပြီးရနဲ့ခေါင်းထဲကအကုန်ဖျောက်သွားရောခင်ဗျအုံနောက်ကဒါကိုအရေးမပါတဲ့ဂျမ်မေးလို့သတ်မှတ်ပြီးထပ်ပစ်လိုက်လို့ပါတတိယအမှားကတော့ passive study စာဝင်ချိန်ပြီးဖတ်နေရုံနားထောင်နေရုံပဲလုပ်တာပါရေကူးနီးစာအုပ်ဖတ်ရုံနဲ့ရေကူးတက်မယ်ထင်လားမတက်ပါဘူးရေရဲစိရင်နစ်မှာပဲဖတ်ကြရဆိုတာကလည်းကိုယ်တိုင်ပြန်ပေးတာပြန်ရှင်းကြတယ်မလို့ရင်မမှတ်မိနိုင်ပါဘူးဒါဆိုတကယ်မှတ်မိအောင်ဘယ်လိုလုပ်ရမလဲဒီမှာ learning pyramid ဆိုတာရှိတယ်စာဖတ်ရုံသက်ဆို10ရာခိုင်နှုန်း lecture နားထောင်ရင်10ရာခိုင်နှုန်းပဲမှတ်မိတယ်ဒါပေမဲ့တကယ် practice လုပ်ရင်85ရာခိုင်နှုန်းသူများကိုပြန်သိပေးရင်90ရာခိုင်နှုန်းအထိပါမှတ်မိနိုင်တယ်တက်သွားပါတယ်ဒါကြောင့်ခင်ဗျားတို့အတွက် effective ဖြစ်မဲ့ step 3ခုကိုကျွန်တော်မျှဝေပေးသွားမယ် step 1က active recall ပါအလွယ်ပြောရရင်ခေါင်းထဲကနေအတင်းပြန်ထုတ်ယူတာပါဒါအတွက်နည်းလမ်းကောင်းတစ်ခုရှိတယ်တစ်ခုက Feynman technique ကိုကြက်ထားတဲ့ concept တစ်ခုကို9နှစ်သားကလေးတစ်ယောက်ကိုရှင်းပြတယ်လို့မျိုးအယိုးရှိဆုံးပြန်ပြောကြည့်ပါဘယ်နားမှာထင်လဲဆိုတာခင်ဗျားသိသွားလိမ့်မယ်အတီထစ်နေတဲ့နေရာကိုပြန်သွားဖတ်ဒါဆိုရင်ခင်ဗျားအဲ့ဒီအကြောင်းအကိုအပိုင်ရသွားပြီနောက်တစ်ခုကတော့ past paper တွေနဲ့ကိုပြန်မေးခွန်းထုတ်တာပါစာဖတ်နေမဲ့အစား quiz တွေအများကြီးဖြေပေးပါဥပမာတမိုင်းတက်နေဆိုရင်တမိုင်းတက်ကစာကြောင်းတစ်ယောက်ဖတ်ပြီးအဲ့ဒါကိုမေးခွန်းပြန်လုပ်ပြီးတော့ကိုပြန်မေးကြည့်ပါ step 2က space repetition ကျွန်တော်လူတွေကစာကြပြီးတနင်္လာရီတွင်းမှာ90ရာခိုင်နှုန်းလောက်ကိုမေ့သွားတတ်တယ်ဒါကို forgetting curve လို့ခေါ်တယ်ဒါကိုကောက်ွယ်ဖို့ကတော့အချိန်ခွဲပြီး review လုပ်တာပါဒီနေ့သင်တယ်3ရက်မြောက်မှာ10မိနစ်လောက်ပြန်ကြည့်တယ်9ရက်မြောက်မှာစာအုပ်ပိတ်ပြီးကိုပြန်စစ်တယ်ဒါဆိုရင် long term memory တွေရောက်သွားပါပြီ step 3ကတော့ habit ပြန်လုပ်တာပါစာချက်ဖို့ထိုင်ရအောင်ပြင်းနေရင်2 minute rule ကိုသုံးပါငါတနားကြီးများတောင်ကြက်ရမှာလားလို့မတွေးပါနဲ့ငါစာတမျက်နှာပဲဖတ်မယ်ဒါမှမဟုတ်မေးခွန်းတစ်ခုပဲကြည့်မယ်လို့ကိုညာပြီးစလိုက်ပါစလိုက်ပြီဆိုရင်ခင်ဗျားဆက်လုပ်ဖြစ်သွားလိမ့်မယ်ပြီးတော့ Pomodoro technique ကိုသုံးပါ25မိနစ်စာချက်5မိနစ်နာဒါမှအုံနောက်ကဘန်းအောင်ဖြစ်မှာပါအမှန်တရားတစ်ခုကတော့ဘယ်လောက်ပဲညီလန်းကောင်းတွေတည်နေပါစေ consistency မရှိရင်မအောင်မြင်ပါဘူးနေတိုင်းနည်းနည်းချင်းစီလုပ်တဲ့သူကစောင်းမွေးနီးမှာအတင်းကျပ်တဲ့သူထက်အမြဲတာနေမှာပါဒီဗီဒီယိုလေးကခင်ဗျားတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်စာကြည့်တာတဲ့စာမတ်မိတာကပိုရေးကြည့်တယ်ဆိုတာမမိတ်ပါနဲ့ဗီဒီယိုထဲမှာပါတဲ့ step 3ခုကိုသေချာရေးလုပ်မယ်ဆိုရင်ခင်ဗျားတို့ရဲ့ result က A+ ဖြစ်နေမှာနောက်လာမယ့်လူငယ်အောင်မြင်ရေး knowledge sharing ဗီဒီယိုတွေကိုဘယ်လိုလဲကြည့်ရအောင် channel လေးကိုလည်း like and subscribe လုပ်ထားပါဦးဗျာကဲဒါဆိုအခြားခြားနဲ့စာရတော့အောင်အခုပဲသွားပြီးစာချက်လိုက်တော့ကဲခင်ဗျားတို့စောင်းပွဲပြီး relax လုပ်ဖို့ game တီးမယ်ဆိုရင်ကျွန်တော်တို့ channel မှာလူကြီးမင်းတို့အကြိုက် skin လန်းနဲ့ share ချမ်းလို့ရမယ် mobile legend ACC တွေကိုဝယ်လို့ရတယ်လို့ Burmese ချောင်းတို့ flash ချောင်းတို့ဒါမှကဆရာချောင်းတို့ဘာလာချောင်းတို့ပါမကျန်ဘဝန်းပွဲတွေလည်းလုပ်ပေးပါတယ်ဗျဒီဝဲတွေရဲ့အစဉ်တည်းပေးတယ်လို့ပြီးဦးမှာမလို့ public မှာလိုက်ပြီးချင်းချင်းခံစိန်ခေါ်နေတဲ့အစားကျွန်တော်တို့ channel မှာချောင်းပောင်ဝန်းပွဲတွေလာနေလို့ရတယ်ဗျငါတို့ကတော့9ရောက်ဆော့တဲ့ဂိမ်းကိုတယောက်တည်းမဆော့ဘူးဟေးဆိုတဲ့ brother တို့လည်း 5/5 ပွဲတွေနေနေဆိုတဲ့သူတွေကိုလည်း free ချင်းမှပေးမှာပါ price pool ကိုလည်းကျွန်တော်က site တော့ပြမှာမလို့ဘိုင်ဝဲမဲတီးမလား 5/5 ပဲချမလားလူချင်းမင်းတို့စိတ်ကြိုက်တီးထုတ်လို့ရတယ်ဗျပွဲရည်အတွက်လူရည်အတွက်သတ်မှတ်ထားတဲ့ limit ရှိတာမလို့အများဆုံးလာဆော့လိုက်တော့နော် channel ကမကြ ACC နဲ့တခြား giveaway တွေကိုပွဲရင်လုံးမှမလို့လာ join ထားစေချင်တယ်ဗျ
subscriber ထားခဲ့ပြီးတိုင်းလူကြီးမင်းတို့အတွက် giveaway လေးတွေလာမှာမလို့လာကုန်းစမှုဖိတ်ခေါ်လိုက်တယ်